လေးပါမိုးနဲ့ကစုံရနဲ့ကြော်ထားပါတယ်ဒါလေးကတော့ဟင်းနုနယ်တုတ်ကလေးပါဒါလေးကတော့9ဦးပဲကိုချက်ထားတော့ပါဒါလေးကပဲတနပ်ပါချက်သားကြော်လေးပေါ့ဒါလေးကငါတက်လောက်ဟင်းလေးပါငါတက်လောက်ရေချိုလေးရလို့ချက်ထားပါတယ်ဒါလေးကကျိုးမြင့်ထောင်းလေးပါဟုတ်ကဲ့ပါချင်းဟင်းပါဒါလေးကပိန်းနေသီးနဲ့ကမုန်းကြီးပဲနဲ့ကိုချင်းလေးချက်ထားတာပါညီမလေးကပိန်းနေသီးနဲ့ချင်းလေးနဲ့စားခြင်းနဲ့ဆိုလို့ဒါကတော့မပါမဖြစ်တဲ့အကြိုက်ဆုံးအသက်ဟင်းလေးကတော့ငပိချက်လေးပါပဲရှင်ဟုတ်ကဲ့ပါငပိချက်ကလေးကတော့မှရှေ့ပါပဲရှင်တိုးစရာလေးပါတငင်းဒီစားရည်စိန်လေးပါငယ်မလေးစားခြင်းနဲ့ဆိုလို့အမကစိန်လေးထားတာဒါတော့ညီမတွေဆုံးလို့အိမ်မှာညီမတွေကနေပြီးတော့နေရတွေလာပြီးတော့လုံမှာဆုံးလို့ကလေးလေးရောသမင်းခေါ်ပေးတာပါဒီမှာဥချထားတယ်မလားကဲစားစေးကိုလေးတော့ပြအောင်သွားစားမှာလည်းပန်းကိုင်းဒီကမဆုံးလေးပါဘူးလေအင်းကြီးမှာသွားဟောလို့ဒီပန်းကဒီဘက်တော့ဒါလေးပါတာ